ပေမဲ့ limit order တွေကလေကျွန်တော်မကြိုက်တဲ့အချက်ကအခုနောက်ပိုင်းကကျွန်တော်တို့ကပြောဒီ liquidity ဒီအရန်ခေတ်စားလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာကိုတော့ limit order ပေးထားတယ်ဆိုလို့ရှိရင် store လို့လည်းထည့်ထားလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ store လို့အရင်ထိမှာကြောက်ကြမှာပေါ့ဒါမှမဟုတ်လို့ရှိရင်လည်း market ကတခါတည်းအပေါ်မကြဘဲနဲ့ဒါဆိုရင်တော့ store လို့ထိမှာကြာတယ်ရင်ခံနေပေါ့နော်တခါကျရင်မကြဘဲနဲ့တခါတည်းhigh တွေ low တွေကို break out လုပ်တာ limit order တွေကတော့နောက်ဆုံးအဆင့် entry ဝင်ခံလေးကြမှာပေးတာမျိုးလောက်ကိုကျွန်တော်လက်ခံတယ်အဝေးကျောက်ကကြိုပေးထားဆိုရင်တော့မကောင်းဘူးပေါ့နော်အဲ့တော့ကိုက entry ဝင်တဲ့အခါကြလို့ရှိရင်ကိုက sell လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ပဲအချက်မှာဒီမှာဆိုရင်ဒီကန်နေပြီးရင် sell မယ်ဆိုရင်သူ့ရဲ့ဘယ်ပဲချက်ကိုကြည့်လိုက်သူ့ဘယ်ပဲချက်မှာဖြစ်လဲဆိုလို့ရှိရင်ကိုက sell မှာဖြစ်တဲ့အတွက်ကိုဒီ sell လုပ်တဲ့သူကလောလောဆယ်ဒီ price swing ကဒီလိုမျိုး high က high က low ပေါ့နော် bullish swing နဲ့တက်လာတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့က lower high ပထမဆုံးဖြစ်တဲ့ lower high ကြမှာပဲဆဲတာကပိုကောင်းတယ်ပေါ့နော် fresh lower high ပေါ့ဒါပထမလာတာကတော့ high low high high က high က low high က high အဲ့လိုမျိုးဟိုဒါ boost swing ကို trial အောင်ပြောသူ swing ဝင်ပြောတယ်1 2 3 pattern သဘောမျိုးသွားတယ်ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်တို့လောလောဆယ်အထိဒီကိုရောက်နေရှင်နေသူက high က high ဖြစ်သူပြောထားလို့ရတယ်နော်သူဆက်တက်ရင်လည်းတက်ဒါပေမဲ့အဲ့ဒီအချိန်မှာသူကတက်ပဲနဲ့ပြန်ကျသွားတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုရင်သူကသူ့အောက်မှာ lower height တခုဖန်တီးသွားတယ်ဖန်တီးပြီးလိုက်နော်အဲ့ lower height ဒါ lower height နော်ဒါ lower height ဆိုကျွန်တော်တို့က lower height မှာတော့သွားဆဲပြီးမှာပေါ့လေဒီ lower height ကကျတဲ့အကျမှာစိမ့်ပါဆိုတော့ okay ဒါဆိုရင်ကိုယ်ဆဲမယ်ဆိုလို့ရှိရင်ကိုက lower height မှာဆဲတာမှာဒါအမှန်ကန်ဆိုအစ်စ်တော်ဆိုပေါ့နော်ဒါဒီstop loss ကနည်းနည်းလေးပိုရင်ပိုမယ်ဒါပေမဲ့ဒီ probability ကဒီ TV ဘက်ကိုတွားတဲ့အလဲကပိုများမယ်နော်တချို့ကကြတော့stop loss ကိုနည်းနည်းပဲပေးတယ်နော်ဒါမှ stop loss ပေးရရင်အတူတူပဲထားပါတော့ဒါပေမဲ့ကို stop loss ဘက်ကိုအရင်သွားပြီးမှဒီဘက်ကိုတွားတာမျိုးတွေတော်တော်ကြီးကြုံတွေ့ရတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းကြုံတွေ့ရတယ်လက်ရှိလည်းကြုံတွေ့နေရသေးပဲဘာလို့ကြုံတွေ့နေရသေးဖြစ်လဲဆိုအဲ့ဒါကကျွန်တော်တို့ရဲ့စိတ်ကိုမထိန်နိုင်ဘူးပေါ့နော်စိတ်ရှိတိုင်းတွားပြီးစိတ်ကိုလွတ်လိုက်တဲ့အခါမှာအဲ့လိုမျိုးဖြစ်တယ်အဲ့လိုမဖြစ်အောင်ပါဆိုတော့ကျွန်တော်တို့ကအမြဲတမ်း market မှာအမြင့်ဆုံးမှာဆဲတာเนาะအနိုင်ဆုံးမှာဘိုင်တာလို့ဆိုတာတဲ့ကျွန်တော်တို့ရဲ့ဒီ trade setup တခုလုပ်လိုက် entry ဝင်လိုက်ပြီဆိုတာ ਨੇ price ဟာကျွန်တော်တို့ရဲ့ TV ဘက်ကိုအရင်သွားနေလေကောင်းနေเนาะနောက်မှပြန်လှည့်တာလှည့်เนาะပြန်လှည့်ရင်လည်းထားပါကျွန်တော်တို့ TV ကိုဦး TV ပေါ့เนาะ TV အပြည့်မသွားရင်တော့မှတဝက်လောက်သွားနောက်ဆို30ခန်းလောက်သွားတယ်ဆိုရင် okay ရပါပြီးမှသူစီပြန်လှည့်လာတာတစ်ပိုင်းပေါ့လေเนาะအဲ့လိုမျိုးနဲ့ကိုယ့်ရဲ့ entry ပြီးတဲ့အချိန်မှာ price candle တွေကကိုယ့်ရဲ့ stop loss ဘက်ကိုအရင်သွားနေတယ်ဆိုလို့ရှိရင်ထိတာမထိရတဲ့အရင်သွားနေတယ်ဆိုရင်တော့အဲ့ဒါကိုကျွန်တော်တို့ timing လွဲနေသေးတယ်လို့ပြောချင်တယ်